မဲမင်္ဂလာပါရှင်။ Horrorwine K Channel ကနေကြိုဆိုလိုက်ပါတယ်။တရေသက်စီဆုံးကဝေနဲ့စိတ်ဝင်စားစရာကင်မရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာမို့ Channel ကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေရှင်။ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဆရာအခစော်ရေးသားထားတဲ့တုတ်တန်ကျောင်းမှာအိတ်တင်ညာဆိုတဲ့ဖြစ်ရမှန်အကြောင်းဖြစ်ပါတယ်။အခုကျုပ်ပြောပြမယ့်ဖြစ်ပျက်တွေက2013ခုနှစ်လောက်ကကျုပ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေပါ။ကျုပ်ဘဝမှာမမေ့နိုင်စရာဖြစ်ပျက်တစ်ခုဆိုရင်လည်းမမှားဘူးပေါ့ဗျာ။ဒါနဲ့ကျုပ်ကိုကြုံမိတ်ဆက်ပေးရအောင်မယ်။ကျုပ်ကိုတော့လူတွေကရဲလေးလို့ခေါ်တယ်ဗျ။ကျုပ်လူပြိုပေါက်အရွယ်လောက်ကရွာကနေထွက်လာပြီးတော့ပယံဆရာတွေနောက်လိုက်ပြီးပယံလိုက်လုံနေတဲ့အချိန်ပေါ့။မြစ်ကြီးနားမြို့အနားမှာအထက်မော်ဖောင်းဆိုတဲ့ရွာကြီးတစ်ရွာရှိတယ်။အဲ့ဒီရွာကြီးမှာတုတ်တန်ကျောင်းလို့ခေါ်တဲ့ဘုန်းကြီးကျောင်းတစ်ခုရှိတယ်။ကျုပ်တို့ပယံဖွဲ့ကအဲ့ဒီကျောင်းမှာတိမ်ကျောင်းဆောက်လုပ်ဖို့အတွက်တွားရောက်လောက်ကင်ပေးကြရတယ်။တနေ့တကြီးဆိုတော့လေခရီးထွက်ပြီးတွားရတယ်ဆိုပါတော့ပယံဆရာကြီးနာမည်ကဦးစော်ဝမ်းနဲ့ဗျ။တိမ်ကျောင်းမဆောက်ခင်ပထမဦးဆုံးတွားရတဲ့ပယံအဖွဲဆိုတော့လူ4-5-6ယောက်ပဲပါတယ်။လိုတဲ့လူတွေကိုအနီးအနားကလူကျန်းနေပယံဆရာတွေခေါ်ပြီးခိုင်းမယ်လို့စီစဉ်ပြီးတော့ဆရာကြီးဦးစော်ဝမ်းနဲ့အတူကျုပ်ရဲ့အကြီးကောင်လို့ခေါ်တဲ့လူရဲ့ပြီးတော့ဇင်ကိုဆိုတဲ့တယောက်ရဲ့4ယောက်သားမြေကြီးနားကိုတက်ခဲ့ကြတယ်ပေါ့ဗျာ။တုတ်တန်ကျောင်းဆိုတဲ့နာမည်ကြောက်လို့အကြီးကောင်နဲ့ဇင်ကိုကတိတ်တောင်မလိုက်ချင်ဘူးဗျ။ဒီကောင်နှစ်ကောင်ကလူကောင်ကသာထွားထွားကြိုင်းကြိုင်းကြီးတွေဆိုပေမဲ့တရေတော့တိတ်ကြောက်တတ်တဲ့ကောင်တွေ။ဒါပေမဲ့ဦးစော်ဝမ်းကမလိုက်လို့မရဘူးဆိုလို့သာမငင်းဆန်နိုင်ပဲလိုက်လာခဲ့ရတာ။ဟိုရောက်တော့မှဘာဖြစ်လို့တုတ်တန်ကျောင်းလို့ခေါ်တယ်လဲဆိုတာကိုသိလိုက်ရတယ်ဗျာ။တိမ်ကျောင်းဆောင်မဲ့ကျောင်းဝင်းထဲမှာခြေတံရှိကျောင်းဆောင်တစ်ခုရှိတယ်။အဲ့ဒီဘက်ကတစ်တီပေါ်တယ်ဆိုတော့တစ်လုံးကြီးတွေနဲ့စောက်ထားတဲ့ကျောင်းကြီးပေါ့ဗျာ။ကျောင်းအောက်အမြင့်ကလူတရက်စာမကမြင့်နေ။အပေါ်ထဲမှာပဲအကာရှိပြီးလူနေလို့ရတယ်။တိမ်ကျောင်းဆောင်မှာဆိုတော့လိုအပ်တဲ့ပစ္စည်းတွေဘီးလက်မြေတွေတကားခွေဖို့အတွက်ကြီးပေါင်တွေကိုကျောင်းအောက်မှာစုပုံပြီးသိမ်းဆည်းထားတယ်။ကျောင်းရဲ့ခေါင်းရင်းဘက်မှာတော့ကချင်သင်းချိုင်းဆိုတာရှိတယ်။အုတ်ကိုတွေထိုးထိုးထောင်ထောင်နဲ့ကျောင်းဆောင်ကြီးပေါ်ကနေကြည့်လိုက်ရင်တကယ်ကြောချမ်းစရာမြင်ကွင်းကြီးပါ။ပြီးတော့ကျောင်းဆောင်ကြီးရဲ့ညာဘက်မှာပေတရာတတလောက်ပဲရှိမဲ့ကွင်းကလေးတစ်ခုရှိတယ်။အဲ့ဒီကွင်းရဲ့ဟိုဘက်မှာတော့ဗမာသင်းချိုင်းဆိုတဲ့သင်းချိုင်းကုန်းကြီးပေါ့။အုတ်ကိုတွေရောမြေပုံတွေရောအများကြီးပဲဗျ။မှတ်တိုင်နေဆိုရင်လည်းထိုးထိုးထောင်ထောင်နေပါ။ခတ်တာကအဲ့ဒီအနားမှာလူနေအိမ်ကြီးဆိုတာမရှိဘူး။တုတ်တန်နေပတ်ပတ်လဲဝိုင်းနေတဲ့ကျောင်းမလို့တုတ်တန်ကျောင်းလို့ခေါ်ကြတယ်ထင်ပါတယ်ဗျာ။ကျောင်းဆောက်တဲ့ဦးစင်းကအဲ့ဒီကျောင်းမှာမနေဘူးဗျ။ရွာထိပ်နားကကျောင်းမှာနေတယ်။ရောက်ချင်းမှာပဲစင်ကိုတို့ကစတာပဲဗျာ။ဦးစင်းကကျုပ်တို့ကိုဒီကျောင်းဆောင်မှာနေရဲလားမေးတော့ကျုပ်တို့လည်းနေရဲပါတယ်ပေါ့။ဦးစင်းပြန်တော့မှစင်ကိုတို့ကစတာပါပဲ။တုတ်တန်ကြီးမြင်တာနဲ့မနေရဲဘူးလို့ဘာလို့လောက်ပါရော။ဒါနဲ့ဦးစော်ဝမ်းကမင်းတို့ယောက်ျားမဟုတ်ဘူးလား။ဘာညာနဲ့6တက်ခါ6တလဲနဲ့ပြောထားရလို့ဒီကောင်နေမနေချင်မဲနဲ့နေလိုက်ကြရတယ်။အဲ့ဒီနေ့ကတော့ဘာမှအလုံးမလုံးဖြစ်ပါဘူး။ဦးစင်းကျွေးတဲ့ဟင်းပေါင်းနဲ့ထမင်းစားပြီးတော့နောက်တနေ့လုပ်ငန်းစားဖို့ပစ္စည်းတွေစုံမစုံကိုတေချာကြည့်ပြီးစစ်ဆေးရတယ်။စောင်းပေါက်လောက်ဆိုတော့ရာသီဥတုကလည်းအေးတာနဲ့ညနေရောက်တော့ကျောင်းဆောင်ဘုတ်ကိုတက်ပြီးအိပ်ဖို့ပြင်ကြရတယ်။အကြီးကောင်နဲ့စင်ကိုတို့ကတော့ချမ်းနေဆိုပြီးရှိသမျှဗရင်ပေါက်တွေအကုန်လိုက်ပိတ်တော့တာပါပဲ။ဒါပေမဲ့သူတို့ဘာလို့လိုက်ပိတ်တယ်လဲဆိုတာကျုပ်ကသိပြီးသားပါ။ကျောင်းဆောင်ပေါ်မှာကဟောတိုက်ကြီးဆိုတော့အားလုံးကိုအတိုင်းသားမြင်နေရတယ်။ကျောင်းဆောင်ပေါ်မှာတော့ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့တေးသေးမွှားမွှားပစ္စည်းလေးတွေကိုခြေရင်းဘက်မှာစုပုံထားတယ်။ချင်းဆိုတာလုံးဝမရှိဘူး။အဲ့ဒါနဲ့ကျုပ်တို့4ယောက်သားဖျားခင်းပြီးတော့တန်းစီပြီးအိတ်ကြမယ်ပေါ့။ကျုပ်ကိုခြေရင်းဘက်အစွန်ဆုံးမှာအိတ်ခိုင်းနေ။ဦးစော်ဝမ်းကခေါင်းရင်းဘက်ထိပ်ပေါ့။အလဲမှာတော့တရေကြောက်တတ်တဲ့အကြီးကောင်နဲ့စင်ကိုတို့အိတ်ကြတယ်။အိတ်တာတော့မှစောင်းလေးကိုခေါင်းပြီးခြုံပြီးတော့ကိုအိတ်တာပါ။ဦးစော်ဝမ်းကတော့ဘာမှမကြောက်ကိုပြောတယ်။တုတ်တန်းဆိုပေမဲ့ဘာမှကြောက်စရာမကောင်းဘူး။ပရာလောကတစေတရေတွေဆိုတာလူတွေကိုရံမပြုတ်နိုင်ဘူး။တကယ်တမ်းကြောက်ဖို့ကောင်းတာကလူချင်းဆိုပြီးဟိုကောင်နေမကြောက်အောင်တရားတွေဟောပြနေတာပေါ့။ဒါပေမဲ့ဟိုကောင်တွေကတော့မျက်နှာတွေပြက်နေပြီ။ဖြစ်ချင်တော့အဲ့ဒီကျောင်းမှာမီးမရဘူး။မီးကမတွယ်ရသေးတာ။ဒါနဲ့ဖះကျောင်းဆောင်ပေါ်မှာဖះနိုင်ကလေးတိုင်းထွန်းပြီးတော့အိတ်လိုက်ကြတယ်။တနေ့ကောင်ကားစီးပြီးလာရတာဆိုတော့ကျုပ်ပြင်ခေါင်းချလိုက်တာနဲ့မှေးကနေအိပ်ပျော်သွားတော့တာပါပဲ။တမေးလောက်ရတော့တဒုံဒုံအတန်ကြောင်ကျုပ်လန့်နိုးလာမိတယ်။ကျောင်းဆောင်ကြီးထဲမှာလည်းမှောင်လို့ပိန်လို့ဗျ။ကက်စီယိုလက်ပတ်နာရီကလေးကိုမီးဖွင့်ပြီးကြည့်လိုက်တော့ည7နာရီကျော်ပြီးနေတဲ့အချိန်ခုနကကျုပ်ကြားလိုက်တဲ့တဒုံဒုံအတန်ကဘယ်ကလာတာလဲဆိုတာကိုကျုပ်တွေးနေမိတယ်။မကြပါဘူး။
ကျုပ်တို့ခေါင်းရင်ပရင်းပေါက်ကိုတပုံးပုံးထုတ်တန်ကြားရပါရောဗျာအတန်အနေထားအရတော့အပြင်ကလာတဲ့အတန်ပဲဗျာပရင်းပေါက်တကက်ချက်ကိုလက်နဲ့ပုတ်တဲ့အတန်မျိုးဒါပေမဲ့အပြင်ကနေတယောက်ယောက်ကလက်နဲ့ပုတ်ရအောင်ကလည်းကျောင်းဆောင်ကြီးကခြေတန်းရှိကျောင်းဆောင်ကြီးကျောင်းအောက်ထက်ကလည်းလူတရက်ထက်တောင်မြင့်နေဆိုတော့ဘယ်လူကဒီလိုပုတ်မှလဲလို့ပေါ့ဗျာကျုပ်ဘေးကိုကြည့်လိုက်တော့ကျန်တဲ့လူတွေလည်းနိုးနေတဲ့ပုံပဲဦးစော်ဝမ်းကထပြီးချောင်းနေပါလေဟန့်နေအဲ့ဒီခါကျတော့အတန်ကပျောက်သွားပါရောငှက်ဒီဘာတွေဖြစ်မှာပါကွာပြန်ရင်တန်ရင်ចောင်းစာပရင်းပေါက်ကိုဝင်တိုက်မိတာဖြစ်မှာပါဦးစော်ဝမ်းကဟိုနှစ်ယောက်မကြောက်အောင်ဖြည့်ပြောနေပုံရတယ်ဗျဒါနဲ့မကြပါဘူးချေရင်ဘက်ကဗရင်ပေါက်ကိုတစ်ခါထပ်ပုတ်ပါရောနှစ်ခါတောင်ပုတ်တယ်ဆိုတော့ငှက်ဖြစ်เสียအကြောင်းမရှိတော့ဘူးလေဗျာပြီးတော့တဖြည်းဖြည်းပိုဆိုးလာတယ်ဗရင်ပေါက်နှစ်ခုသုံးခုကိုဗျိုင်းတူတဝန်းဝန်းနဲ့ပုတ်ပြန်ရောကျုပ်ကတရေဆိုတာကိုလက်ခံပေမဲ့ကြောက်တော့မကြောက်တတ်ဘူးအခုဗရင်ပေါက်တွေပုတ်နေတာကလည်းတစ်ချက်နှစ်ချက်မဟုတ်ပဲတနားရီလောက်ဇက်တိုက်ဖြစ်နေတော့ကျုပ်ကြောက်ရမယ်စားဒေါသတွေထွက်လာတယ်ဦးစော်ဝမ်းကဖျားစာတွေဘာတွေလျှော့မြစ်တာတွေဘာတွေပို့နေရပေါ့ဒါပေမဲ့ဘာမှမထိုးပါဘူးနောက်တော့ကျုပ်လည်းစိတ်ပေါက်ပေါက်နဲ့ထားអော်ထလိုက်တယ်အဲ့အောင်တရဲ့မင်းတက်ရရှင်ပရင်းပေါက်ကြီးပုတ်မနေနဲ့တကားပေါက်လာပုတ်လဲကွာကျုပ်អော်ပြီးမကြဘူးဗရင်ပေါက်ကိုတပုံးပုံးပုတ်နေတဲ့အတန်တွေကရက်တန့်သွားတယ်အကြီးကောင်နဲ့စင်ကိုကကျုပ်ကိုဒေါသတွေထွက်နေကြတယ်ဗျာဘာဖြစ်လို့တရေကိုသွားစိန်ခေါ်တာလဲဆိုပြီးတော့ပေါ့ကျုပ်ကလည်းစိန်ခေါ်ခြင်းတဲ့စိတ်တော့မရှိဘူးဒီတိုင်းအိတ်မရလို့ပြောမိပြောရပြောထလိုက်တာလေကားကနေတက်လာရင်ဝင်ဝင်ချင်းမှာပဲတက္ကမကြီးရှိတယ်အေးတဲ့ဒေသမို့လို့လာတော့မသိဘူးအိမ်တွေကိုလုံးလုံးချုံချုံစောက်ထားတတ်ကြတယ်တက္ကမကြီးကလည်းတက္ကရွက်တွေအထူကြီးပဲကျုပ်ပြောပြီးမကြဘူးလေကားအတိုင်းတတောက်တောက်နဲ့တက်လာတဲ့အတန်ကိုကြားရတယ်အကြီးကောင်တို့ဆိုရင်မျက်လုံးပြူးမျက်စံပြူးတွေဖြစ်ကုန်ပြီအဲ့အောင်ရဲလေမင်းပြောလိုက်လို့ကိုတရဲ့ကចောင်းပေါ်တက်လာပြီကွာဒုက္ခပါပဲကွာတကားကိုတုံးဖို့ပြီးငါတို့စီရောက်လာရင်ဘယ်နဲ့လုံးမလဲဒီအချိန်မှာပဲကျောင်းဆောင်တကားကိုတဝုံဝုံနဲ့ပုတ်တော့တာပါပဲပုတ်တာမှတစ်ချက်နှစ်ချက်ပုတ်တာမဟုတ်ဘူးဗျလူတွေအများကြီးကလက်တွေအများကြီးနဲ့နေရအစုံကိုပုတ်နေတယ်လို့မျိုးကိုပုတ်တာဒီလောက်ခိုင်ပြီးထိုးတဲ့တက္ကမကြီးတောင်မှတဝုံဝုံနဲ့လှုပ်လာတာပဲအတွင်းကနေအပေါ်ချက်အောက်ချက်ချထားလို့ပွင့်တော့မပွင့်ဘူးနောက်ဆုံးနားမခံနိုင်တော့တာနဲ့ကျုပ်လဲတောက်တစ်ချက်ထားခောက်လိုက်တယ်အနားမှာရှိတဲ့ဖျောင်းနိုင်ကိုထွန်ပြီးကျောင်းဆောင်ဘောက်ကိုလိုက်ရှာကြည့်တော့3 ပေလောက်ရှိမဲ့နှစ်တလက်မတုပ်တစ်ချောင်းကိုတွေးလိုက်ရတယ်။ဒါနဲ့အဲ့ဒီတုပ်ကိုကောက်လိုက်ပြီးတော့ဥတော်ဝမ်ကျုပ်တော့တီးမခံနိုင်တော့ဗျာဒီကောင်တွေကိုကျုပ်ထွက်ရိုက်မယ်ဟာဖြစ်ပါမလားရဲလေးကငါလည်းမမြင်မစမ်းနဲ့ဘူးဦးစော်ဝမ်းကတက်လက်ပိုင်းလောက်တုန်းကမွေပေါက်ခံရလို့အမြင်အာရုံထိထားတယ်ဗျာ။ကံကောင်းလို့မသေးပဲအမြင်အာရုံတွေတော့ပျက်စီးသွားတယ်။စောစောဝါးဝါတော့ပျက်စီးသွားတာမဟုတ်ဘူး။ဒါပေမဲ့ညာဘက်မှောင်တဲ့အချိန်အလင်းရောင်အားနေတဲ့အချိန်ဆိုရင်သူကတိတ်မမြင်ရဘူးဟာဘာပဲဖြစ်ဖြစ်ဒီကောင်တို့ထွက်ရိုက်မယ်ဗျာ။ဟိုနှစ်ယောက်ကတော့ကြောက်လို့တယောက်နဲ့တယောက်ဖတ်ထားကြတယ်။ကြောက်ထားလိုက်တော့ဦးစော်ဝမ်းကလည်းဖျောင်းနိုင်တဲ့တိုင်ကင်ပြီးမတ်တက်ရက်တယ်အေးကွာရိုက်မယ်ဆိုရင်လည်းရိုက်တာရိုက်ကွာမြစ်တာဘလို့မရတဲ့ကောင်တွေကိုစင်းရိုက်မှအေးမယ်။ဦးစော်ဝမ်းလည်းစိတ်ပေါက်ပေါက်နဲ့လိုက်ထလာခဲ့တယ်။ဒီအချိန်ထိကျောင်းတကားကြီးကတဝုံဝုံနဲ့လှုပ်နေတော့မယ်။ကျောက်ကျောင်းတကားအနားကိုရောက်တော့စင်ကိုကကျောက်ကိုတောင်းမှန်နေမလုပ်ပါနဲ့ရဲလေးကအဲ့ဒီတကောင်မပွင့်စမ်းပါနဲ့ကွာဟိုကတရေမင်းကလူလေကွာတုံးနဲ့ရိုက်လို့ရပါမလားကွာ။သူတို့နှစ်ယောက်ကကြောက်ကြောက်နဲ့သာပြောနေတာနှစ်ယောက်စလုံးကဟိုဖျားကျောင်းဆောင်အောက်ကိုရောက်နေကြပြီ။ကျောက်လည်းမထိုးတော့တာနဲ့ဦးစော်ဝမ်းကိုကြည့်လိုက်တယ်ဥတော်ဝမ်ကြက်ဖြုတ်ဗျာကျုပ်အပြင်ထွက်ရိုက်မယ်။ဦးစော်ဝမ်းကတကားအောက်မှာထိုးထားတဲ့ချက်တွေကိုအရင်ဖြုတ်တယ်။နောက်တော့အပေါ်ချက်ကိုလက်နဲ့ထိထားပြီးကျောက်ကိုအသင်းဖြစ်ပြီလားလို့မေးတယ်။ကျောက်ကလည်းနှစ်တလက်မတုပ်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားလိုက်တယ်။ဦးစော်ဝမ်းတကားကိုဝုန်းကနေဆွဲဖွင့်လိုက်တာနဲ့ကျောက်လည်းပါဇက်ကနေတရေကိုအော်ဆဲပြီးဒုံးနဲ့ထွက်ရိုက်တာပါပဲ။ဒါပေမဲ့တကားပွင့်ပြီးအပြင်ရောက်သွားတဲ့အခါဘာဆိုဘာမှကိုမရှိဘူးဗျာ။ခုနကတဝုံဝုံနဲ့ထုနေတဲ့ကောင်တွေကြက်ပြောက်ငှက်ပြောက်ကိုပျောက်ကုန်ကြတာ။ကျောက်လည်းဒီကောင်တွေကိုမိုးမအောင်ဆဲဆိုလိုက်ပြီးတော့ဒုတ်ကိုဝှေ့ရမ်းနေမိတယ်။15မိနစ်လောက်အထိဒီကောင်တွေပေါ်မလာတော့မှတကားပြန်ပိတ်ပြီးပြန်အိတ်နေလိုက်တယ်။ဒီကောင်တွေကျုပ်ကိုကြောက်တော့လာတော့မသိဘူး။အဲ့ဒီညကနောက်တစ်ခါထပ်မလာတော့ဘူး။ကျုပ်ကလာများလာမလားဆိုပြီးညတကောင်ကြော်တဲ့ဒီစောင့်နေသေးတယ်။ပရင်းပေါက်တွေကိုတဝုံဝုံထုတ်ဖို့မပြောနဲ့။ဘာတန်မှတော့မကြားရတော့ဘူး။အဲ့တော့မှကျုပ်တို့လည်းအေးအေးဝဝအိပ်ရတယ်ပေါ့ဗျာ။မနက်ခင်းရောက်လို့ကွန်းထွက်ဝယ်တလို့လို့နဲ့အနီးပါးမှာစုံစမ်းကြည့်လိုက်တော့မှအဲ့ဒီเจ้าမှာဘယ်သူမှမနေရဲဘူးတဲ့ဗျာ။ပယံအဖွဲတွေလည်းပြန်သွားကြတာ3-4ဖွဲရှိနေပြီဆိုပဲ
ဒါနဲ့ကျုပ်တို့တွေတိုင်ပင်ကြရတာပေါ့ဗျာဆက်နေမလားပြန်မလားလို့ပေါ့ဒီလိုကြီးသာရက်ဆက်နေရင်တော့မလွယ်ဘူးမလားတရေကြောက်တာတဲ့ညကောင်းကောင်းမအိပ်ရရင်အလုပ်ပြတ်တယ်လေဗျာဦးစောဝမ်းကတော့ဆက်နေဖို့နားချတယ်သူဆရာတော်ကိုလည်းပြောကြည့်မယ်သုံးလေးညဆက်နေကြည့်လို့မှအเจ้าမထုတ်ရင်တော့ပြန်နာပေါ့ကွာတဲ့ဆရာတော်ကိုဖြစ်ချောင်းကုန်စင်ပြောပြတော့ဆရာတော်ကလည်းမနေရရင်ပြန်ပါတဲ့လမ်းစရိတ်ပြန်ပေးမယ်ဆိုပဲတကယ်တော့အဲ့ဒါလာနှုတ်ဆက်တာတဲ့ဗျာဘာမှမလုပ်ပါဘူးတဲ့သူတို့လာနှုတ်ဆက်တာကလည်းခက်ကြမ်းကြမ်းကိုဗျဦးစောဝမ်းနဲ့ဆရာတော်ကအတော်ခင်ကြတာဆိုတော့မပြန်ဘူးလို့ပဲညင်းလိုက်ပါတယ်မနက်ပိုင်းကျုပ်တို့အလုံးလုံးတဲ့အခါဆရာတော်တွေဦးစင်းတွေကလုပ်ငန်းလုပ်နေတာကိုလာကြည့်တယ်ပြီးတော့စကားစမီပြောကျုပ်တို့ကိုဧည့်ခံတာပေါ့မနက်စာကြတော့ဟင်းပေါင်းနဲ့စွန်းကြံနေစားလို့ရတယ်ဆိုပေမဲ့ကျုပ်တို့ကညစာမစားလို့မရဘူးလေဗျာအဲ့တော့ညစာချက်ရတာပေါ့ပယံလိုက်တဲ့လူတော်တော်များများကထမင်းဟင်းလောက်တော့ချက်တတ်တယ်မလားတောသားတွေလည်းတောသားကိုဒါနဲ့ထမင်းကိုအလဲနဲ့ချက်ကြတယ်တရက်တစ်ယောက်ချက်ကြီးပေါ့ထမင်းချက်တဲ့လူကညနေ4 နာရီလောက်ဆိုညစာထမင်းချက်တယ်ဟင်းကတော့ဝယ်စားဖြစ်တာများပါတယ်ချက်ရင်လဲချင်ရင်ဟင်းတို့ဘာလို့လောက်ချက်ပြီးဖြစ်တယ်လို့စားကြတာပါဇင်ကိုနဲ့အကြီးကောင်ကတော့ညနေဆိုတာနဲ့အိမ်သားတွေဘာတွေအပီးတက်ထားပြီးကြပြီညဆိုအိမ်သားဘက်ချေဦးတော်မလှဲ့ရဲဘူးမလှဲ့လဲမလှဲ့ကျင်စရာပဲလေဗျာအိမ်သားကကြောင်းဆောင်နဲ့ခက်လှမ်းလှမ်းဟိုးဗမာတင်းချိုင်းအဆက်နာမှာသွားဆောက်ထားတာအိမ်သားအနောက်မှာတော့အုတ်ကူကြီးတွေကအတိုင်းသားပဲအလွန်ဆုံးဝေးလာပေ30လောက်ရှိတာဆိုတော့သူတို့မတက်ချင်တာလည်းမပြောနဲ့လေဗျာအဲ့ဒီညတော့ဘာအချောက်လမ်းမှမရှိတော့ဘူးဗျဦးစင်းပြောသလိုလူတစ်တင်မလို့နှုတ်ဆက်တာများလားပဲဒါပေမဲ့ည1 နာရီ2 နာရီလောက်ရောက်တော့ကျောင်းအောက်ကိုလူရောက်နေတယ်လို့မျိုးအတန်နေကြားရတယ်ကျောင်းအောက်ကပစ္စည်းတွေကိုဟိုကောက်ကိုင်းဒီလျှောက်ရွှေ့နဲ့လုံနေပြန်ပါရောကျုပ်ကအပေါ်ကနေအော်ထလိုက်ရင်တော့ပစ္စည်းတွေကိုပြန်ချပြီးတဝုံဝုံနဲ့ပြေးသွားကြတယ်မနဲ့ထကြည့်ရင်ပစ္စည်းတွေကသူ့နေရာနဲ့သူရွေ့တော်မရွေ့ဘူးပြို့ထိုးတော့ထိုးစမ်းတာဦးစင်းကတော့မှားတယ်ကျောင်းဆောင်အနာမှာစားကျွင်းစားချက်နေမစွန့်ပစ်ဖို့နဲ့လူတွေစားတောက်ပြီးရင်ပကံဒီအိုးခွက်တွေကိုကျောင်းဆောင်ပေါ်မှာပဲတင်ဖို့မှားတယ်သူ့အကြောင်းနဲ့သူရှိလို့မှားတာဖြစ်မယ်ဆိုပြီးကျုပ်တို့လည်းလိုက်နာကြပါတယ်တရက်ကြတော့ညနေဘက်ထမင်းစောစောစားပြီးညဘက်ရွာထဲသွားလေကြမယ်လို့စိတ်ကူးလိုက်ကြတယ်အဲ့ဒီလိုနဲ့ညနေ9 နာရီလောက်ထမင်းစားပြီးတော့ရွာဘက်ကိုထွက်ခဲ့ကြတာပေါ့ဗျာဦးစောဝမ်းနဲ့ကျုံနဲ့ကတော့လက်ဖက်ရည်ဆိုင်လေးထိုင်ပြီးစကားတွေဘာတွေပြောတာပေါ့အကြီးကောင်နဲ့စင်ကိုကနည်းနည်းပါးပါးတောက်တက်တယ်ဆိုတော့အရက်ဆိုင်သွားပြီးတောက်ကြတာပေါ့ဗျာည8 နာရီလောက်မှကျုပ်တို့ပြန်လာခဲ့ကြတယ်ဒါတော့အကြီးကောင်တို့2 ယောက်နောက်ကျနေလို့သူတို့ကမနှဲဆောင်ခေါ်ပြီးပြန်လာခဲ့ကြရတာကျောင်းဆောင်ကြီးကိုပြန်ရောက်တော့အားလုံးလဲမောမောပန်းပန်းနဲ့အိတ်လိုက်မိတယ်ညတကောင်အချိန်လောက်ရောက်တော့မြေပေါ်မှာလူတွေပြေးလွှားနေသလိုတရှက်ရှက်အတန်ကြီးကြားလိုက်ရတယ်ပြီးတော့တန်အိုးတန်ခွက်အတန်ကြီးလဲကြားလိုက်ရပါရောဗျာဒီတော့မှအားလုံးသတိရသွားတယ်ဇင်ကိုဒီနေ့ကမင်းထမင်းချက်တဲ့နေ့ဆိုထမင်းအိုးတွေကိုတင်ထားခဲ့ရလားစင်ကိုကမျက်လုံးပြိုးမျက်စံပြိုးနဲ့ကျုပ်လည်းရွာထဲသွားရမယ်ဆိုတော့စိတ်လောနေရနဲ့မတင်ထားခဲ့မိဘူးဥစောဝမ်းဟေးဒါဆိုရင်တော့ပရာလောကသားတွေကငါတို့ထမင်းအိုးစားတောင်းနေပြီထင်တယ်ဟေးဦးစောဝမ်းပြောသလိုပဲအိုးခွက်ပကံတွေကိုကင်ဆွဲနေတဲ့အတန်ကြီးဗျပကံတွေကလည်းစတီးပကံတွေဆိုတော့တထောင်ထောင်နဲ့အတန်ကြားနေရတယ်ကျုပ်ကျောင်းဆောင်ဘော်ကနေလှမ်းပြီးအော်ဟစ်လိုက်ပေမဲ့အတန်တွေကရက်မသွားဘူးကျောင်းဆောင်အောက်ကိုဆင်းပြီးတော့လဲအိုးခွက်တွေကိုသွားမယူရတော့တာနဲ့ဒီအတိုင်းပဲငြိမ်ငြိမ်လေးနားထောင်နေမိတယ်ထမင်းချက်တဲ့ဒန်အိုးကိုဆိုရင်တကြီးချင်းနဲ့ချစ်နေတဲ့အတန်ကိုတောင်ကြားလိုက်ရတယ်ဗျာည1 နာရီလောက်ကျော်တော့မှအတန်ပလန်နေတိတ်ဆိတ်သွားတယ်ဇင်ကိုနဲ့သားကြီးဆိုရင်အမိုးတောင်ပြေပြီးငုတ်တုတ်ထိုင်လို့ပြိုမနက်မိုးလင်းတော့ကျုပ်တို့ဆင်းကြည့်ကြတယ်ဘကန်တွေရေခွက်တွေဒန်အိုးတွေဆိုရင်ပြန်ကျဲနေတာပါပဲဗျာမြေပေါ်ကနေဟိုတစားဒီတစားလိုက်ကောက်ရတယ်ပကံတွေဆိုရင်သွားရည်နဲ့ချစ်ထားပုံရတယ်ချစ်ရာတွေကိုပြန်ကျဲနေတာပါပဲအိုးတွေဆိုရင်လည်းပိန်လို့လိန်လို့ဗျာဒန်အိုးမှာဆိုရင်တော်တော်ကြီးတဲ့လက်ကြီးနဲ့ကင်ထားတဲ့လက်ရာကြီးကျန်နေခဲ့တယ်ဒီလက်ချောင်းတစ်ချောင်းတစ်ချောင်းကတော်တော်ကြီးပြီးတော်တော်လဲတုတ်တယ်ဗျာကျုပ်တို့နောက်နေတော့အဲ့ဒီဒန်အိုးတွေနဲ့မချက်စားရတော့လို့တုတ်တန်အနားမှာသွားလွှတ်ပလိုက်ကြတယ်အဲ့ဒီအဖြစ်တွေကတော့မှတ်မှတ်ရရပါပဲနောက်ပိုင်းတော့6 တာလှန့်တာမရှိသလောက်ပဲညဆိုရင်ကျောင်းဆောင်ပေါ်တက်ပြီးတော့မှထမင်းစားပြီးအိုးခွက်တွေကိုကျောင်းပေါ်မှာပဲတင်ထားလိုက်တော့တယ်စားကျွင်းစားချက်တွေကိုလည်းစနေတကျတတိထားပြီးစွန့်ပစ်တော့တခါအတန်ပလန်ကြားတာလောက်ကလွယ်ပြီးဘာမှဆက်မဖြစ်တော့ဘူးတိမ်ချောင်းကြီးဆောက်တော့အနားအလုတ်သမားတွေနဲ့လူတွေအများကြီးဝိုင်းဆောက်ကြလို့ပျော်စရာတော်တော်ကောင်းပါသေးတယ်တရေကြောက်တတ်တဲ့စင်ကိုနဲ့အကြီးကောင်တော်မှနောက်ပိုင်းညဘက်အိမ်သားတွေဘာတွေတရဲသွားပါတော့တယ်ဒါကဆရာတော်ပြောသလိုပ
ရာလောကသားတွေကကျုပ်တို့ကိုနှုတ်ဆက်တာနေမှာပါတုတ်တန်ကြောင်းပြီးသွားလို့ကျုပ်တို့အဖွဲ့အဲ့ဒီကနေပြန်ခဲ့ပေမဲ့ကျုပ်ကတော့အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုမနေ့တနေ့ကလိုမျိုးပြန်ပြီးမှတ်မိနေပါသေးရဲ့ဗျာအခုပြောပြခဲ့တဲ့အကြောင်းအရာကတော့ဆရာအကစောရေးသားထားတဲ့တုတ်တန်ကျောင်းမှာအိတ်တဲ့ညဆိုတဲ့ဖြစ်ရမှန်အကြောင်းပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်